အားလုံးမင်္ဂလာပါ cooking bike ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့ချက်ပြသွားမယ့်ဟင်းလေးကတော့မပါတဲ့ခြေထောက်ရင်းလေးဖြစ်ပါတယ်လင်းကြီးကရဝေးရွက်မြို့ကောင်းတစ်ချဖို့ဖလာစိတ်အဲ့ဒါပြီးတော့မှစက်သွန်နီနဲ့စက်သွန်ဖြူပြီးတော့ဂျင်းတို့ကိုလည်းနောက်ဆင်းပြီးပြင်ဆင်ထားပါတယ်အဆင်ပြေဖြစ်သွားပြီဆိုရင်နေတော်လေးခုတ်တက်ထားတဲ့ဘဲသားလေးကိုကျွန်တော် gas လေးဖွင့်ပြီး10မိနစ်ခန့်ဖုံးထားလိုက်ပါမယ်10မိနစ်နောက်အရောင်လေးနည်းနည်းပြောင်းလာပြီဆိုရင်စားအချိုမုတ်တင်ပြပြင်ထားတဲ့မဆလာတွေအားလုံးကိုတစ်ခုတစ်ခုထည့်ပါမယ်မဆလာတွေအကုန်လုံးထည့်ပြီးတော့ရင်ကျွန်တော်တို့10စက္ကန့်လောက်နေပြီးတော့ရင်နောက်လို့ဆင်းလာတဲ့ခင်းကျင်ကြီးထည့်မယ်ပြီးရင်အသားလေးထွက်လာတယ်နည်းနည်းလေးထွက်လာတဲ့အရည်ထဲမှာနနွေးမုတ်တစုံကပြီးတော့ကျွန်တော်တို့အယောင်တင်မုတ်ထည့်မယ်ပြီးရင်တစ်ခေါက်ပြန်ကောင်းကောင်းလေးတစ်ခေါက်နေပြီးမယ်ပြီးရင်အဖုံးကို15မိနစ်20ခန့်အုပ်ထားလိုက်ပါမယ်မိနစ်20လောက်အဖုံးအုပ်သွားပြီးတဲ့နောက်မှာကျွန်တော်အဖုံးကိုဖွင့်ပြီးချက်သွန်နီချက်သွန်ဖြူရင်းလုံးလုံးဆင်းထားတဲ့ဒီ၃မျိုးကိုကျွန်တော်တို့ထည့်လိုက်ပါမယ်အဲ့ဒါထည့်ပြီးတော့ကျွန်တော်တို့တစ်ခေါက်ကောင်းကောင်းလေးနယ်ပြီးမှနီအေးအေးလေးနဲ့ပြန်ပြီးမိနစ်20လောက်ကျွန်တော်တို့အဖုံးပြန်အုပ်ထားလိုက်ပါမယ်မိနစ်20ခန့်အုပ်ပြီးတဲ့နောက်မှာအရေအကုန်လုံးခန်းသွားမှာပါအဲ့ဒါဆိုရင်ကျွန်တော်တို့ရင်သွေးလေးကိုတစ်ခွက်လောက်လောင်းထည့်ပြီးမှအဖုံးကိုနောက်တစ်ခေါက်အုပ်လိုက်ပါမယ်မိနစ်20ခန့်အဖုံးအုပ်ပြီးတဲ့နောက်မှာကျွန်တော်တို့ပုတ်နေတဲ့ဒီလေးကိုဂျီရာမုတ်နှစ်ဆုံးခန့်ပြီးတော့ကျွန်တော်တို့နန်းနန်းစေးမုတ်နှစ်ဆုံးခန့်ကိုဒီမှာအဖုံးကိုထပ်ပြီးအုပ်လိုက်ပါမယ်နောက်ဆုံးအချိန်ကျွန်တော်တို့အဖုံးကိုဖွင့်ပြီးမှအဲ့ဒါလေးနည်းလေးမီးဆန်းပြီးတော့နက်လေးမွေးချအောင်ဆိုပြီးမှနန်းနန်းလေးနည်းနည်းလေးကိုဖြူပေးလိုက်ပါမယ်ပြီးတော့ကျမ်းမာရင်လည်းအရင်ညီညွတ်တဲ့အစီမပါတဲ့ဘဲသားဟင်းတစ်ခွက်ရရှိတော့ပါပြီကျွန်တော်တို့ကတော့အစားလေးကြိတ်ပါပြီဗျာအားလုံးကိုကျေးဇူးတင်ပါတယ်တတာ